မင်္ဂလာပါကျမကတော့အမကန်အကြံပေးခင်ခင်အောင်ဖြစ်ပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ကျမတို့ကအမကန်အကြံပေးအမကန်ကိုယ်တလေမြင်တာနဲ့ရောက်ခံရတော့မှလားငါတော့ဝယ်ရတော့မှလားဆိုတဲ့ feeling ဖြစ်တယ်ကျမဥပမာလေးတစ်ခုပြောပြမယ်ကျွန်တော်ဒီဈေးသွားတယ်ဈေးဝယ်အောင်သွားတယ်ဈေးရောက်တော့ကိုယ်မြင်တာနဲ့ဘာလို့ဈေးဝယ်သူတွေမြင်တာနဲ့ဈေးတွေကခွဲလေမဒီမှာဘာပန်းလေးရှိတယ်ပန်းလေးလာတယ်မပန်းယူမလားဟောတော့တဲ့ဟိုနောက်တဲ့ဈေးထဲရှောက်သွားတဲ့အခါကျတော့ကုန်သေးတယ်တွေတွေ့တော့ဟောခင်းချင်းပြီးရှိတယ်ဒီမှာအမအတစ်တိအဆုံးရှိရလေပစ္စည်းလှတယ်ဒီနေ့မရောက်တာလည်းမုံညာမုံလာဦးရေရောပေါ့နော်ရတယ်ဟောကိုကအဲ့ဒီကလည်းမွေသေးဘူးနဲ့စစ်သွားတယ်မ6တန်းလေးတော့6သေးရလည်းမီးအော်တာပေါ့ဒီမှာ6သေးရှိတယ်မပါယူမလဲသူအော်တယ်အဲ့ဒီလိုမျိုးသူတို့អော်လိုက်တဲ့အချိန်မှာကိုကသူတို့ရှေ့အောင်ငါဝယ်ရတော့မှလားငါရောက်ခံရတော့မှလားဆိုတဲ့ feeling ခံစားရလားမခံစားရဘူးနော်ကိုလိုချင်မှဝယ်ပါလေကိုအိမ်မှာငါချစ်ဖို့စဉ်းစားထားရတယ်ကိုကအမဲသားပဲချစ်ဖို့စဉ်းစားထားတာအမဲသားဝယ်မယ်အာလူနဲ့ချစ်မယ်အဲဒါဆိုအမဲသားဝယ်ပြီးပြန်မယ်အဲ့ဒါမှနောက်စဉ်းစားလိုက်တာခါကျတော့ကိုကကုန်သင်းတဲ့အတန်ပေးလိုက်တာခန်းချင်းသည်ရှိတယ်အမသူအော်ဟေးဟုတ်တယ်ငါခန်းချင်းသည်လေးဝယ်ဦးမှာငါပြချစ်လေးချစ်စားဖို့လူဒီလေးရောအဲ့မှာကိုအတွေးပေါက်သွားရပေါ့နော်အဲ့ဒီပဲကျမတို့အာမခံကိုယ်တလေတွေသူကလေပြောပေးနေတယ်ဆိုတာကခုမှဘာလိုအပ်လဲဆိုတာကိုသူများကသတိပေးမှအဲ့လိုမျိုးကျမတို့ကပြောပြလိုက်ခါကျမှအော်ကျမကြီးအာမခံဒီအသေးရွယ်ဆိုလို့ရှိရင်ထားလို့ရတယ်ထားတဲ့အခါကျတော့ကျမတို့တစ်ခုခုဖြစ်လာခဲ့ရင်ပေါ့နော်ငွေကုန်ကြေးကြမှာများတော့ဒီအာမခံငါစိုက်ထုတ်ပေးလိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပြီးတော့အသက်အမခံတွေထားတယ်အဲ့လိုဆိုလို့ရှိရင်အသက်အမခံဘာလို့ထားလဲကိုကပြန်စစ်တာလားငါလိုအပ်လားငါလိုအပ်လားငါမှမိသားစုတွေငါ့ကိုမိခိုနေတဲ့သူတွေရှိလားငါ့ကိုမိခိုနေတာအမေတော့ရှိတယ်ကိုကလွတ်တယ်ဆိုလို့ရှိဘူးနော်အမေတော့ရှိတယ်ညီမလေးတော့ရှိတယ်အော်အေးအဲ့ဒါတော့ငါ့ကိုမိခိုတဲ့သူရှိသေးတယ်ငါအသက်အမခံလေးထားဖို့တော့လူရောက်တယ်ပေါ့နော်အဲ့လိုမျိုးစဉ်းစားမိသွားတာပေါ့အဲ့လိုမျိုးပဲကျမတို့ကသတိပေးတာငါဘာလိုအပ်နေလဲသူဘာလိုအပ်နေလဲဆိုတာဒီပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးရှင်းပြတာတခါကျတော့မေ့လျော့နေတာကိုမှလိုအပ်တဲ့ဟာကိုသူများထောက်ပြလိုက်မှသိသွားတာမျိုးပေါ့နော်ဟုတ်ကဲ့အမကကိုယ်တည်းမြင်တိုင်းရောင်းခံရတော့မယ်ငါ့ကိုတော့ရောင်းတော့မှာပဲဆိုတဲ့ feeling မျိုးမတွေ့ပါနဲ့ငါအတွက်တော့အမကန်ကတကယ်လိုအပ်တယ်ဘာပဲဖြစ်ရှိတဲ့တယ်ငါ့ကိုမကူတဲ့သူတွေလည်းရှိတယ်ငါတခုခုဖြစ်သွားကြလို့ရှိရင်ငါမိသားစုမှာငွေကြေးအခက်အခဲမဖြစ်အောင်ဒါမှမဟုတ်ငါတို့10နှစ်ပတ်လည်လေးစုတဲ့အတွက်10နှစ်ပြည့်လို့ရှိရင်လည်းငွေတွေပြန်ထုတ်လို့ရတာပဲခြားထဲမှာငါ့ကိုလည်းစိတ်လုံခြုံမှုပေးတယ်လေစိတ်လုံခြုံမှုပေးတယ်လေငါမိသားစုကိုလည်းစိတ်လုံခြုံမှုပေးတာပေါ့အဲ့လိုမျိုးလေး feeling လေးရသွားတာပေါ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်